phone screen ပိတ်ထားရင်လည်းနာရီပုံလေးအမြဲတမ်းပေါ်နေအောင်လော်တနီလေးမေးထားတဲ့အကိုအတွက် phone screen ပိတ်ထားရင်လည်းနာရီပုံလေးအမြဲတမ်းပေါ်နေအောင်လော်တနီလေးမျှဝေပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ stain ကိုတွားရမှာဖြစ်ပါတယ် stain ကိုရောက်လို့ရှိရင်ကျွန်တော်တို့အပေါ်ကနေလောက်ဆွတ်တင်မယ်ဒီမှာကျွန်တော်တို့ display and brightness ဆိုတာရှိပါတယ်အဲ့ဒီဝင်ပေးရမယ်အဲ့ဒီဝင်ပြီးလို့ရှိရင်ကျွန်တော်တို့အပေါ်ကနေလည်းဆွတ်တင်မယ်အောက်မှာ lock screen ဆိုတာရှိပါတယ်အဲ့ဒီနေပေးရမယ်အောက်ဆုံးမှာကျွန်တော်တို့က all the way on display ဆိုတာရှိပါတယ်အဲ့ဒီ all the way on display တဲ့ဝင်မယ် okay ဆိုလေးနေမယ်ပေါ့နော်ကျွန်တော်ဒီမှာအပေါ်ဆုံးမှာ AOD ဆိုတာရှိပါတယ်အဲ့ဒီဝင်ပေးရမယ်ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာ all the way on display ဆိုတာကိုကျွန်တော်တို့ကအမတ်တောက်ပေးရမှာဖြစ်ပါတယ်ဒီအောက်မှာတော့ကျွန်တော်တို့က position နဲ့နာရီပုံလေးတွေကိုရွေးပေးလို့ရပါတယ် okay အဲ့ဒါလေးကိုကျွန်တော်တို့ကအမတ်တောက်ပြီးတော့ဆိုလို့ချင်းပြန်ထွက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာ my device ထဲကိုပြန်သွားပါမယ်My device ကိုရောက်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ OS version ကို9ချက်တောက်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာ HyperOS 2.0 HyperOS ကိုတင်ထားတဲ့လူတွေကတော့ OS version ကိုအမှတ်တောင်းပေးရမယ် MIUI version နဲ့ရှိနေတဲ့လူကတော့ကျွန်တော်တို့ MIUI version ကို9ချက်အမှတ်တောင်းပေးရမှာဖြစ်ပါတယ်အဲ့တော့ HyperOS ကို OS version ကိုကျွန်တော်တို့9ချက်အမှတ်တောင်းပေးမယ် Okay ဒီမှာ you are now in developer လို့စာလေးပေါ်လာရင်ရပါပြီပြန်ထွက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာadditional stain ဆိုတာရှိပါတယ်အဲ့ဒီထဲသွားမယ်ပြီးလို့ရှိရင်တော့ bottom အနေနဲ့ဆွတ်တင်မယ်အောက်မှာကျွန်တော်တို့ကဒီမှာ developer option ဆိုတာရှိပါတယ်အခုနကလိုချင်ပြီးတော့ OS version ကို connection မတောက်ခဲ့ဘူးဆိုလို့ချင်း developer option ကပွင့်နေမှာမဟုတ်ပါဘူးအဲ့တော့ developer option နဲ့ကျွန်တော်ထပ်ဝင်မယ်ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့အပေါ်အနေနဲ့ဆွတ်တင်လိုက်မယ်နော် bottom ကိုဆွတ်တင်မယ်ဆွတ်တင်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ turn on system optimization ဆိုတော့ကိုကျွန်တော်တို့ကပိတ်ပေးရမှာဖြစ်ပါတယ်Okay ဒါဆိုရင်တော့ကျွန်တော်တို့က phone screen ပိတ်ထားရင်လည်းနာရီပုံလေးကအမြင်နဲ့ပေါ်နေမှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေအားလုံးပဲလုပ်တတ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျ